ကဲအားလုံးပဲမင်္ဂလာပါလို့နော်ကျွန်တော်တို့နိုင်ပေါ်မိတ်ဆွေတွေရောအဖွဲ့ဝင်မိသားစုတွေရောအားလုံးပဲမင်္ဂလာပါခွန်ညွှန်ကြပါလိဗျာမနေ့ကကျွန်တော်တို့14ရက်17လ2025အတွက်ပေါ့နော်အားလုံးနောက်ဆုံးပိတ်အိတ်နဲ့လွယ်အောင်ပွဲဝင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းယူပါတယ်လိုင်းပေါ်မှာကျွန်တော်တို့ရှိကြတဲ့မိတ်ဆွေတွေရောအခုလက်ရှိဒီ channel ထဲမှာပေါ့နော်အတိတ်ရောက်ရှိလာပြီးတော့မှကြည့်ရှုကြတဲ့မိတ်ဆွေတွေရောဟိုဘက် channel ထဲမှာကျွန်တော်တို့အရင်တနည်းချစ်ကျွမ်းဝင်ခဲ့ကြတဲ့ချစ်မိတ်ဆွေတွေရောပေါ့နော်ကျွန်တော်တို့အပတ်စဉ်တင်ပေးနေကြအတိုင်းမွေးခွေမွေးပရိတ်မပြောက်ပတ်သည်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်နေ့စဉ်သုံးသက်ချက်လေးတွေပေါ့ဟုတ်လားအဲ့ဒီလိုချက်လေးတွေရောမိတ်ဆွေတို့ကငင်းကျင်ပါတယ်တွေ့ကျင်ပါတယ်ဆိုတဲ့မိတ်ဆွေများပေါ့နော်အားလုံးပဲကျွန်တော်တို့ဒီ channel လေးမှာအားလုံးတူတူကပြန်လည်ပြီးတော့စောင့်တွေ့ကြမယ်ဟုတ်လားအားလုံးပဲ like and subscribe လေးတွေလုပ်ထားမယ်နော်ကဲဟုတ်ပြီကျွန်တော်တို့14ရက်17လ2025အတွက်ဟာလားနောက်ဆုံးပဲအိတ်နဲ့လွယ်အဲ့ဒီထဲမှာကျွန်တော်ကြိုက်ဆုံးစိုက်ကလေးတွေကိုခင်းပေးထားတယ်အပီးပေါက်တစ်ခွက်တွေကိုလည်းခင်းပေးထားပြီးတယ်ပေါ့နော်ပေါင်း9ခွက်ရှိမယ် special ပတ်တီးရှိမယ်ဒီ site တွေကတော့မိတ်ဆွေတို့အစနေပြီးတော့အဆုံးမိမိတို့ကိုယ်၌ပြန်ပြီးတော့ကြည့်ကြပါတော့အစဆုံးလေးကြည့်ပါကြော်ပြီးတော့မကြည့်ပါနဲ့ဟာလားကြော်ကြည့်ရင်တော့ဘာမှရမှာမဟုတ်ဘူးပေါ့နော်ဟာလားအစားဆုံးကြည့်ရင်တော့မိတ်ဆွေတို့ပညာလေးရပါတယ်နော်ဝင်းလဲဝပါတယ်အားလုံးပဲပေါက်ကွက်အောကွက် special မိကြပါစေလို့ဆုမကောင်းတောင်းပြီးပါတယ်ကဲဟုတ်ပြီတို့တွေ site တွေကိုတည်တည်ချာချာလေးကြည့်မယ်တွားကြမယ်နော် let's go အားလုံးပဲပေါက်ကြပါစေကဲအားလုံးပဲကျွန်တော်တို့14ဒီမှာ date တစ်ခုလွှဲထားတယ်ပေါ့နော်ဒိတ်တစ်ခုလွှဲတာမို့10ရက်မှ14ရက်17လ2025တပတ်စာ YouTube မှာမိတ်ဆွေများအားလုံးတော့မင်္ဂလာပါဆိုတဲ့စာတန်းလေးထိုးထားခြင်းဖြစ်ပါတယ်ဒါဟာလားကဲဟုတ်ပြီ14ရက်17လ2025ပေါ့နော်အားလုံးပဲအောက်ပွဲဝင်နိုင်ကြပါစေလို့ဆုမကောတောင်းမိပါတယ်လိုင်းပေါ်မိတ်ဆွေတွေရောကျွန်တော်တို့ဖွဲ့ဝင်မိသားစုတွေရောအားလုံးပဲပေါက်ကွက်အောက်ကွက် special မိကြပါစေဗျာလက်တော့ site ကတော့ကျွန်တော်တို့အားလုံးပဲတည်တည်ချာချာလေးအစဆုံးကျွန်တော်တို့ပြန်လည်ပြီးတော့ကြည့်ရှုကြမယ်ကြော်ခေါ်မတော်နဲ့ပေါ့နော်အဲ့ဒီမှာကျွန်တော်မိတ်ဆွေတို့ကိုဟာလားမလူလားအပ်တဲ့နှစ်တန်းအဝါရောက်လေးနဲ့ချစ်ပြထားတယ်ပေါ့နော်ကဲဟုတ်ပြီ2ရက်1ရက်6ရက်တဲ့အဲ့ဒီ3ပေါင်းချင်းဒီကနေ့3ချက်ပေါင်းချင်းဒီ6လို့ရရှိတယ်အဲ့ဒီ6ဒီဘယ်နေရာမှာ6လို့တော့ဖြစ်မလဲတစ်ချက်ကြည့်မယ်နော်2ရက်6ရက်1ရက်3ချက်ပေါင်းချင်း6ပေါ့နော်ဒီ6ဒီဘယ်နေရာမှာ6လို့တော့ဖြစ်မလဲဆိုရင်9ရက်1ရက်1ရက်ဆိုပြီးတော့မှ3ချက်ကို6လို့ပြန်ပြီးတော့ရိုက်အဲ့ဒီကနန်း3ချက်6လို့ရိုက်တယ်မပြီးသေးဘူးပေါ့နော်အောက်ထဲမှာဆက်ပြီးတော့ကျွန်တော်ပြပေးမယ်နော်1ရက်9ရက်3ညကနန်း3ချက်ပေါင်းချင်း3ညပါတယ်ဒါဆိုရင်သူ့ရဲ့အောက်မှာအနီရောင်နဲ့ပဲကျွန်တော်တို့9လေးတက်ပေါ့နော်ဆိုပြီးတော့မှ3ညလို့ရိုက်ခဲ့တယ်ပြီးရင်တော့ကျွန်တော်ပန်းရောင်လေးပြပေးမယ်ပေါ့နော်9ရက်10ရက်9ရက်တဲ့ကနန်း3ရက်ပေါင်းချင်းဒီ6အဲ့ဒီ6ဒီတဲ့3ရေ9ရေ6ရေဆိုပြီးတော့မှကျွန်တော်တို့3လုံး6လို့ရိုက်တယ်3လုံး9 3လုံး9 3လုံး3ည3လုံး3ညလို့ရိုက်တယ်3လုံး6 3လုံး6လို့ပဲရိုက်သွားတယ်ဟုတ်လားမြင်ရလားသိချလေးကြည့်ကြမယ်နော်ဒီဟုတ်ပြီပြီးတော့ရင်ကျွန်တော်တို့အောက်မှာဆက်ပြီးတော့ပြပေးမယ်အဝါရောင်နဲ့ပဲအပေါ်မှာနှစ်ချက်ကို3လုံး9လို့ရိုက်ထားတာကိုအောက်မှာ8ရ5ရ6ရဆိုတော့3လုံး9ပြန်ပြီးတော့ရိုက်နော်ဒီသွားလို့ရှိရင်လည်းကျွန်တော်တို့နောက်ပိတ်အနေနဲ့3ရ9ရ9ရအဲ့ဒီ3ချက်ကိုလည်း9လို့ပြန်ပြီးတော့ရိုက်တော့69လို့အပြီးစိတ်ခဲ့ပါတယ်တဲ့ဟုတ်လားပြီးရင်ဒီရောင်လေးနဲ့ကျွန်တော်တစ်ချက်ပြပြီးမယ်6ရက်9ရက်5ရက်အဲ့ဒီ3ချက်ကို3ညဟုတ်လားအဲ့ဒီ3ချက်ကို3ညလို့ပြန်ရိုက်တယ်နော်3လုံး3ည3လုံး3ည3လုံးပြန်ပြီးတော့3ညလို့ပြန်ရိုက်တယ်မိတ်ဆွေတွေပြီး8ရက်1ရက်ဒီမှာရှိတဲ့1ရက်အဲ့ဒီ3ချက်ကိုလည်း3ညလို့ရိုက်ခဲ့ပါတယ်တဲ့3လုံး3ည3လုံး3ည57လို့အပြီးစိတ်ခဲ့ပါတယ်တဲ့ဒါဆိုရင်မနက်က17နာရီ10မိနစ်မှာကျွန်တော်တို့ဟောကွက်ဘာဖြစ်မလဲတစ်ချက်လောက်ကြည့်ကြမယ်အနီရောင်နဲ့ပဲထပ်ပြီးပြပေးမယ်အပေါ်မှာအနီရောင်နဲ့မဟုတ်ပန်းရောင်နဲ့ပြပေးမယ်ပေါ့နော်အနီရောင်နဲ့ထပ်ပြီးတော့ပြပေးတာကအဲ့ဒီမှာမှန်ကြည့်လေးကျွန်တော်ပြပေးတာပတ်တယ်ဆိုတဲ့အကြောင်းဟုတ်လားပြပြီးပန်းရောင်လေးနဲ့ကျွန်တော်ပတ်ကြမယ်9
ရဲ့1ရဲ့ဟလား3ညလို့ဖြစ်အောင်3ညပြောတော့မယ်6လို့ဖြစ်အောင်ဆို9ရဲ့1ရဲ့နှလုံးပေါင်းကြီး6ရှိ3ညလို့ဖြစ်အောင်ဆိုကျွန်တော်3ညဆိုတဲ့ထိပ်ကိုထည့်ပြီးအောင်ဖြစ်ပါတယ်တဲ့အဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့နောက်ပိတ် site ကလေးကိုချက်ကြည့်ကြမယ်6နဲ့4နဲ့ပေါ့နော်နှစ်ချက်ပေါင်းကြီး3ညလို့ရှိတယ်တဲ့နော်3လုံး6လို့ရိုက်မယ်ဆိုကျွန်တော်6ဆိုတဲ့နောက်ပိတ်ရိုက်ကြည့်ရဒါဆိုရင်မနက်ပိုင်းမှာကျွန်တော်အောက်ဘက်က3ည6ဆိုတဲ့တစ်ကွက်ကောင်းရရှိပါတယ်ဟုတ်လားတေချာလေးကြည့်ကြမယ်နော် site ကိုတေချာလေးကြည့်ကြမယ်နော်အဝါရ3ချက်ကို9အဝါရ3ချက်ကို9အဝါရ3ချက်ကိုလည်း9လို့ရအနီရောင်3ချက်ကို3ညအနီရောင်3ချက်ကို3ညနဲ့အနီရောင်3ချက်ကို3ညလို့ရိုက်ပန်းရောင်3ချက်ကို6ပန်းရောင်3ချက်ကို6ပန်းရောင်3ချက်ကိုလည်း6လို့ရိုက်ခဲ့တယ်မိတ်ဆွေဟုတ်လားsite ကအားလုံးပဲတည်တည်ချာလေးကြည့်ကြမယ်နော်3ည6ဆိုတဲ့အုပ်ဘက်ကိုကျွန်တော်တို့ဒီနေရာမှာရရှိတာဖြစ်ပါတယ်ဟုတ်လားပြီးရင်တော့မိတ်ဆွေတို့ကျွန်တော်တို့9ပေကူကိုသွားမယ်ပေါ့နော်4ပေကူကနေပြီးတော့9ပေကူကိုသွားပါမယ်တည့်ရလေးရခုံရကနတ်3ချက်ပေါင်းချင်းပြီးကျွန်တော်တို့တစ်ပိုင်လို့ရရှိပါတယ်တစ်လုံးလေးတော့ပိုင်ဖြစ်ပါတယ်အဲ့တော့22လို့ကြာသိခဲ့ပါတယ်ဟုတ်လားပြီးတော့8ရ9ရ9ရကနတ်3ချက်ပေါင်းချင်းပေါ့နော်ဒီကနတ်3ချက်ပေါင်းချင်းပြီး4ပိုင်လို့ရရှိပါတယ်တဲ့စလုံးလေးတော့ပိုင်မနက်4ညနေပြီးမနက်2ညနေ2လို့ကြာသိခဲ့ပါတယ်မိတ်ဆွေတို့ဟုတ်လားပြီးတော့9ရ1ရ9ရကနတ်3ချက်ပေါင်းချင်း5ပိုင်ပါမနက်ပိုင်းမှာလုံးပိုင်း5ပိုင်နော်သူ့ရဲ့တွဲကွက်ကိုကျွန်တော်တို့4ရ3ည3ရကနတ်3ချက်ပေါင်းချင်းပုံတဲ့အချိန်နဲ့22လို့ထုတ်ခဲ့ပါတယ်ပြီးရင်တော့9ရရှိ9ရပေါ့နော်3ချက်ပေါင်းချင်း6တဲ့အချိန်နဲ့1 4ဟုတ်လားပြီးရင်တော့1ရရှိရကျွန်တော်တို့ခွန်ရပေါ့နော်ရှစ်ခွန်3ချက်ပေါင်းချင်း6တဲ့အချိန်ပါဟုတ်လားနော်အဲ့တော့9ပိုင်းကိုကျွန်တော်တို့က6တဲ့နဲ့ကပ်9 6ရ51ဟုတ်လားကျွန်တော်တို့ရရှိပါတယ်တဲ့နော်51ကတော့ပြန်ကြပါနော်51ကိုဒီနေရာမှာလည်းမပြီးချင်းထပ်ပြပြီးတော့မှာတော့အကြိုက်ဆုံးလက်တော့ site ဟုတ်လားတေချာလေးကြည့်မယ်နော် site ကိုအားလုံးတော့မိတ်ဆွေတွေနော် live ပေါ်မိတ်ဆွေပြောကျွန်တော်တို့အဖွဲ့ဝင်မိသားစုတွေအားလုံးပဲတေချာလေးကြည့်မယ်ဟုတ်လား3ချက်ကို2ပိုင်း3ချက်ကို4ပိုင်း3ချက်ကို5ပိုင်း3ချက်ကို9ချိန်နဲ့က22လို့ဆိုမနက်ညနေမနက်ပေါ့နော်မနက်တလဲညနေတလဲမနက်ခင်းတလဲလာပြီးရမယ်ဆိုရင်9 6နဲ့9တေးပုံကွက်ကြည့်ကြမှာပေါ့နော်ဟုတ်လား9 8 9ဆိုတော့6တေးချိန်ဖြစ်ပြီးလို့ကွက်8 8ခွန်ဆိုကျွန်တော်တို့6တေးအချိန်9 6နဲ့9တေးလို့ရရှိတယ်မနက်ပိုင်း7နာရီကျော်မှာ9 6 9တေးလို့ထွက်ပြီးမလား9တေးကတော့ပြန်ကြတစ်ပရိတ်ပေါ့နော်နက်က3ချိန်ထွက်ထားရင်ပြန်ကြလိုက်တတ်ပါတယ်ပြီးရင်ကျွန်တော်တို့9ရ1ရ4ရပန်းရောင်နဲ့ပဲတော်ဒီအပြာရောင်နဲ့ကျွန်တော်ပြပေးထားတယ်เนาะ3ကြောင့်ခွန်ချင်းရှိမယ်8တိတ်ချင်းရှိမယ်4နှစ်ချင်းရှိဟုတ်လားတကယ်လို့ကျွန်တော်တို့အဲ့ဒီထရအပေါ်မှာအတိုင်းပဲစဉ်းတက်ပြီးတော့တွေးလိုက်တယ်1 4 5ပေါ့เนาะ3ချက်ပေါ်ချင်း3ချက်နဲ့ကပ်ခွန်ဆိုတော့ကျွန်တော်3ချက်နဲ့လို့ထွက်ခဲ့တယ်8 9 1 3ချက်ပေါင်းချင်းဒီ8နဲ့ကပ်1 4လို့ထွက်တယ်9 1 4 3ချက်ပေါင်းချင်း4နဲ့ကပ်2နဲ့9 4 5နဲ့လို့ထွက်တယ်မှာဒီပေါ်ကိုရရှိတာဖြစ်ပါတယ်နော်5 6 5 1 5 4နဲ့5နဲ့ကဲဟုတ်အကြိုက်ဆုံးတစ်ခွက်ကိုသွားမယ်ဒီ site ကိုတော့ပြီးဒါလေးကြည့်ရမယ်နော် site ကိုပုံတော့လှနေတာဟုတ်လားမနက်ပိုင်းမှာမိဖို့တော့လို့နော်ကျွန်တော်လည်း clip ပတ်ပြီးတော့ကြာပူထားတယ်မရှိဘူးအားလုံးတော့ပေါ့ဖြစ်ပါစေတောင်းပါမယ်နော်ကဲအကြိုက်ဆုံးတစ်ခွက် site ကိုလာမယ်ဒီကောင်ကအဝါရောင်နဲ့ကျွန်တော်က break line ကိုပြပေးတာဖြစ်တယ်နော်အားလုံးပဲဟုတ်လား4 5 3ချက်ပေါင်းခြင်းကိုကျွန်တော်2ခု break 2 break လို့ထွက်ခဲ့တယ်9 9 1ဆိုတော့ကျွန်တော်တို့9 4 break 54လို့ထွက်ခဲ့နော်1 4ခုဟုတ်လား2ခု break လို့ရှင်းမယ်ဆို52တဲ့ break နဲ့အပြီးချုပ်တာပေါ့နော်52တစ်ခုကိုကျွန်တော်ရရှိတာဖြစ်ပါတယ်က
ကိုင်မလဲဝါနဲ့နော်မလဲဝါနဲ့နော်အားလုံးပဲမလဲသွားနဲ့ဒီချာချာလေးကြည့်နော်အတောင်ကွဲလေးတွေနဲ့လုပ်ပေးထားတယ်နော်ကဲဟုတ်ပြီဒါဆိုရင် awkward site ကိုသွားမှာဗျပြန်ကြကနန်းရ awkward site ပေါ့နော်အားလုံးပဲပေါက်ပါပြီစုတောင်းပါတယ်265 sorry 165 3ချက်ပေါင်းချင်းဒီကျွန်တော်တို့ပုံနဲ့ချက်နှစ်3ညနှစ်လို့ဖြစ်တယ်311ဆိုတော့5တစ်လုံးပါနော်ဒီမှာလည်း5တစ်လုံးပါ614 3ချက်ပေါင်းချင်း1ပိုင်းနော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်ခုနကတော့ကြောက်ပြီးခဲ့တဲ့တစ်လုံးပိုင်းကိုပြန်ပြီးတော့ကတ်မှာဖြစ်ပါတယ်အနည်းရောင်နဲ့ပဲပြပြီးနေပေါ့နော်1ရ4ရခွန်ရတဲ့နော်1 4ခွန်3ချက်ပေါင်းညို့ဒါကကျွန်တော်သွားတယ်ဆို1 4ခွန်ပေါ့နော်3ချက်ပေါင်းချင်းဒီကျွန်တော်တို့နှစ်ပိုင်းကိုပဲရရှိတာဖြစ်ပါတယ်တဲ့22လို့ဖြစ်ခဲ့ပါတယ်8ရ9ရခွန်ရပေါ့နော်ဆိုတော့ကျွန်တော်တို့4တစ်လုံးပါ54လို့ပြီးတက်ခဲ့တယ်9ရ1ရ5ရ5တစ်လုံးရှေ့ကျွန်တော်တို့နော်ဟုတ်လားအားလုံးပဲဟုတ်လားစပယ်ရှေ့ကြိုက်လိုက်ပါနော်စပယ်ရှေ့ကြိုက်လိုက်ပါဗျာကျွန်တော်စာလေးရေးပြထားမယ်ရှေ့ကြိုက်လိုက်ပါဟုတ်လားတလီရဲ့စတလာ2025ပေါ့နော်အားလုံးပဲပြင်ငါဆိုတဲ့စပယ်ရှေ့တစ်ခုပေါင်းအထူးပြန်ကြကနိုင်ဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်တို့ပြမိတ်တွေများပေါ့နော် line ပေါ်မိတ်တွေဒီနေ့ညနေ73ရက်17လ2025ညနေ4နာရီနော်ကျွန်တော်တင်ပြီးတဲ့ time ညနေပြီး6နှစ်အထိ15ကျောင်းနဲ့49ချိန်အမှ41 4 43 93 94အားလုံးပဲရရှိကြပါစေပါတယ်4 like တို့များ100ရာခိုင်နှုန်းလို့ကျွန်တော်ဆက်ပြပေးပါတယ်နော်အတင်မှပြကြရလားဟုတ်လားဒီဘက် line ပေါ်မှာကျွန်တော်တင်ပေးထားတဲ့ဟာလားမကြောက်ပတ်တီးတွေဝိပရိတ်တွေဝိကူတွေအကုန်လုံးထွက်တယ်နော်ဝိကူပွက်ဆိုင်တွေထွက်တယ်နော်ရမရတော့မသိဘူးဟာလားနော်385မပြောက်ပတ်တီးကျွန်တော်တို့အကုန်ဆင်းသွားတယ်နော်ကဲဟုတ်ပြီ14ရက်17လ2025အတွက်ကျွန်တော်တို့5ပိုင်း5.565 50ဟာလားခုနတော့ပထမတော့ပြပြီးခဲ့တဲ့ကျွန်တော်တို့3ည6တစ်ခွက်ပေါ့နော်အားလုံးပဲအပိလာကြပါစေလို့ဆုမကောင်းတောင်းနေပါတယ်ဗျာပောက်ကွက်အောက်ကွက်ဒီလည်းစပယ်ရှယ်မိကြပါစေနော်ကနန်းတော့တွတ်ဆိုင်တွေလည်းအကုန်လုံးဒီချာလေးကြည့်မယ်ဟာလားမနက်ဖြန်ငါတို့ပါနော်5.565 4 5 6 3 6ဒီတစ်ပတ်မိတ်ဆွေတို့တွေ့ဆိုပြီးတော့ကျွန်တော် line မှာတဲ့တော့ကြောက်ပါသည်385တွဲပြီးတော့လည်းထွက်တယ်ကျွန်တော်တို့လုံးရင်းနဲ့ထွက်တယ်နော်ဟုတ်လားနောက်တစ်ချက်ကမွေးကွက်ပေါ့နော်ကိုကွက်ဆိုင်57လို့ထွက်ခဲ့ပါတယ်ပြီးတော့ရင်ကျွန်တော်တို့6ပြိတ်အကုန်လုံးထွက်ခဲ့တယ်6ပြိတ်ကလည်းတစ်တင်က4ခု9ခုဆိုတော့တနင်္ဂနွေကွက်တင်9နဲ့4ခုနှစ်ပုတ်ပေါ်ခဲ့ပါတယ်မွေးပြီး1ခု3ခုဆိုတော့မှကျွန်တော်တို့အပွင့်လာခဲ့ပါတယ်နော်93ဆိုပြီးတော့မှထွက်ချခဲ့ပါတယ်အဲ့တော့ line ပေါ်မိတ်ဆွေတွေကျွန်တော်တို့အပတ်စဉ်ပုံမှန်ဒီလိုပုံစံမျိုးနေကြမှာလေတွေ့ကြမှာလေဆိုရင်တော့အားလုံးပဲ like ပါရစေ